မင်္ဂလာပါဗျာခမ ्या ကိုတခုမေးပါရစေအခုခမ ्या ပိုင်ဆိုင်ထားတဲ့အရာတွေခမ ्या အရန်ချီးကြတဲ့သူတွေနဲ့ခမ ्या ရဲ့နှုတ်ပြမှုတွေဟာအချင်းတန်ရင်ပျောက်ကွယ်သွားမှာပဲလို့တွေးမိတဲ့အခါခမ ्या ရင်ထဲမှာဟာကနေဖြစ်သွားဘူးလားအရာရာဟာတဲတဲ့ရေတုံးတယ်လို့ပျောက်ကွယ်သွားမှာဆိုရင်ငါတို့ဘာအတွက်ဒီလောက်ထိရုန်းကန်နေကြတာလဲဘာကိုတကယ်တန်ဖိုးထားတင်တာလဲအဖြေကတော့ခမ ्या ထင်ထားတာထက်ပိုပြီးရိုးရှင်းတယ်လို့ပိုပြီးလဲလေးနေပါတယ်ဗျာမြတ်စွာဘုရားကတင်ပေးခဲ့တာတခုရှိတယ်ဗျကျွန်တော်တို့စိတ်ဆင်းရဲရတာဟာအရာရာပြောင်းလဲနေလို့မဟုတ်ဘူးပြောင်းလဲနေတဲ့အရာတွေကိုမပြောင်းလဲပါနဲ့လို့ဇုတ်အတင်းဆွဲထားခြင်းနဲ့ကျွန်တော်တို့ရဲ့တွေ့တာစိတ်ကြောင့်ပါပဲစမ်းကြောင်တွေကစီးစင်းနေတဲ့ရေကိုခမ ्या လက်နဲ့ကြည့်ပအောင်စုပ်ထားကြည့်ပါခမ ्या လက်ထဲမှာဘာမှကြံမှာမဟုတ်ဘူးဒါပေမဲ့လက်ဖွားလေးကိုဖြန့်ပြီးရေကိုခတ်ယူကြည့်လိုက်ရင်တော့ခမ ्या ရေအေးအေးလေးကိုတောက်သုံးခွင့်ရလိမ့်မယ်ဘဝကလည်းဒီလိုပါပဲပိုင်ဆိုင်မှုမကြိုးစားပဲခံစားတတ်ဖို့ပဲလိုတာပါဒါဆိုရင်မမြဲတဲ့အရာတွေကြားမှာဘာကတန်မှုရှိသလဲခမ ्या အခုပေးလိုက်တဲ့အပြုံးခမ ्या အခုပြောလိုက်တဲ့ကျင်နာစကားတခုခမ ्या အခုထားလိုက်တဲ့စေတနာအဲ့ဒါတွေကအချိန်ကြာကြီးမတည်မြဲပေမဲ့ခမ ्या ရဲ့နှလုံးသားအရှိအသွေးကိုတော့ထာဝရပြောင်းလဲပေးသွားနိုင်တယ်ဗျနေဝင်ချင်းဟာမိနစ်ပိုင်းပဲကြာပေမဲ့ခမ ्या ကိုရင်သက်ရှူမောစေသလိုပေါ့အချိန်ကာလဘလောက်ထိကြာသလဲဆိုတာထက်အဲ့ဒီအချိန်လေးတွင်မှာခမ ्या ဘလောက်ထိအသိဉာဏ်နဲ့ရှင်းတန်းခဲ့တယ်လဲဆိုတာကသာအဓိကပါပဲဗျအရာရာဟာပျောက်ကွယ်သွားမှဖြစ်လို့ပဲခမ ्या အခုရှင်းတန်းနေတဲ့စက္ကန့်တိုင်းဟာတကယ်ကိုအဖိုးတန်နေတာပေါ့မနှက်ဖြန်ဆိုတာမသေးချဘူးဗျဒါကြောင့်အခုအချိန်လေးမှာပဲချစ်ရသူကိုဂရုစိုက်ပါကိုပြန်ချစ်ပါစေတနာပါရှင်းတန်းလိုက်ပါမှတ်ထားပါဘာမှမမြဲဘူးဆိုတာစိတ်တက်ကြဖို့မဟုတ်ဘူးအခုအချိန်လေးကိုပိုပြီးတန်ဖိုးထားတတ်ဖို့ပါဘဝဆိုတာပြုပြင်သူအတွက်အမြဲတမ်းအလှပဖို့ပါပဲဗျ